Demon Slayer manga chapter 164ပထမဆုံးစာမျက်နှာမှာတော့တန်ဂျီရိုကသတိလစ်မြမျောနေရင်းနဲ့ပဲသူ့ရဲ့ပါသက်ကနေညှော်နှိုင်းရနေတယ်လို့ပဲငါထီးရဲ့နည်းနည်းလောက်အိတ်ချင်သေးတယ်ဒါပေမဲ့ညှော်နှိုင်းကအခုထိမပြောက်သေးဘူးလို့ပြောလိုက်ရင်းနဲ့ပဲရုတ်တရက်မျက်လုံးကပြူးကျသွားပြီးတော့မီးတွေလားဆိုပြီးတော့အော်လိုက်ကထလာပြီးတော့သူကပါသက်ကြီးပြဲနေရင်းနဲ့ပဲသူ့ရဲ့ရှေ့မှာဂီယူကဘီးပုံတစ်ခုနဲ့အတူသူ့ရဲ့ဓာတ်ကိုကင်နေရအောင်မြင်ရမှာဖြစ်ပြီးတော့တန်ဂျီရိုကဘာလို့လုံနေရလဲဓာတ်ရဲ့အသွားရကျိုးပက်သွားလို့ဆိုပြီးတော့မေးလိုက်ပါတယ်ဂီယူကတော့တိုက်ဝဲပြီးသွားကြတဲ့ကသူထွက်တာကမရက်ဘူးဖြစ်နေလို့ဒဏ်ရာတွေကိုလိုက်သိပ်ပေးနေရဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်ဂီယူကမီးရဲ့လက်မောင်းကဒဏ်ရာကိုတော့ငါစီးပေးထားတယ်ဒါပေမဲ့သွေးတိတ်တက်ကမရက်သေးဘူးဆိုလို့ရှိရင်ငါမီးနဲ့သိပ်ပြီးမယ်အင်းချပြီးတော့ဒီနောက်လာခဲ့လို့ပြောလိုက်ပါတယ်တန်ဂျီရိုကတော့နာဂျင်ရဲ့သူ့ရဲ့လက်မောင်းကိုကင်ထားရင်းနဲ့ပဲအော်ဟုတ်ကဲ့ဆိုပြီးတော့ပြန်ပြောလိုက်ကတစ်ဆက်တည်းမှာပဲဂီယူကမင်းရဲ့အယိုးအစ်စ်တွေပါလွဲသွားရှိသေးလားဆိုပြီးတော့မေးလိုက်ပါတန်ဂျီရိုကတော့ရှိမယ်မထင်ဘူးဒဏ်ရာတွေကပုံမဲ့ဒဏ်ရာလည်းပဲရှိရလို့ပြောလိုက်ပါတယ်အဲဒီနောက်တော့ဂီယူကရန်သူရဲ့ပိုင်တဲ့ရောက်နေရမို့လို့အမြဲတမ်းသတိကပ်ထားဆိုပြီးတော့ပြောလိုက်ပါတယ်တန်ဂျီရိုကတော့ဟုတ်ကဲ့လို့ပြန်ပြောကမင်းလည်းသိမယ်ထင်ပါတယ်တိုက်ပွဲကြီးစဖြစ်ပြီဆိုကြတဲ့ဟိုကငါတို့ရဲ့အဓိကပြစ်မှတ်ကမူဆန်ဆိုတာကိုဒါပေမဲ့ဒီအချိန်ထိအထက်အဆင့်1နဲ့2ကိုတော့မနိုင်နေရသေးဘူးလို့ပြောလိုက်ပါတယ်အဲဒီနောက်တော့တန်ဂျီရိုကဟုတ်ကဲ့ကျွန်တော်လည်းစိတ်ရောကိုယ်ပါနှစ်ထားပါလို့ပြောတစ်ဆက်ထဲမှာပဲကြီးကန်းတကောင်ကရုတ်တရက်ကြီးရောက်လာပြီးတော့ရှီနိုဘူးခါနာကိုအင်းစကဲသူတို့3ယောက်လုံးကဆိုလို့ရှိရင်ပြအထက်အဆင့်2ကိုနှင်းလိုက်ပါပြီလို့ပြောလိုက်ပါတယ်အဲဒီနောက်တော့တန်ဂျီရိုကအံ့ဩသွားပြီးတော့အင်းစကဲနဲ့ခါနာကိုအဆင်ပြေရလားအကျန်းချင်းအားဖြင့်ပေါ့လို့မေးလိုက်ပါတယ်အဲဒီနောက်တော့ကြီးကန်းကဘာလို့ပြောလိုက်မှမသိဘူးနဲ့ဟိုအဲ့လိုဆိုလို့ရှိရင်တော့တကယ်မိုက်တာပေါ့ငါတို့ရဲ့အကုန်လုံးအပြင်းထန်တိုက်ခိုက်ပြီးတော့နိုင်ခဲ့ကြတာပဲတဖြည်းဖြည်းနဲ့မူဆန်နဲ့နီးလာပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ကရိုဂျီကမိသားတကောင်ကိုမြင်သွားပြီးတော့အီဂိုရိုဆန်ဟိုမှာကြည့်လိုက်စမ်းငါတွေ့ပြီလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့အထက်အဆင့်မိသားသူ့ရဲ့မျက်လုံးမှာ၄ဆိုတဲ့ခဏကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အီဂိုရိုကအထက်အဆင့်လေးကိုတိုကီတိုနှိမ့်နှင်းခဲ့ပြီးမဟုတ်ဘူးလားကြည့်ရတာနေရာအစားထုတ်လိုက်တာပဲဖြစ်မယ်အဲဒီနောက်မှာတော့ကန်ရိုဂျီကငါထက်ငယ်တဲ့ရှင်နိုဘူဆန်လေးရောက်ပါပဲအနိုင်ရဖို့အတွက်သူ့ရဲ့အသက်ကိုစတေးခဲ့သေးတယ်ငါလဲဆိုတဲ့စကားနဲ့အတူရုတ်တရက်ခုန်သွားပြီးတော့သူ့ရဲ့နောက်မှာအီဂိုရိုကကြောင်တောင်နဲ့ကြည်နေတာငါတနိုင်လောက်ကြိုးစားမယ်လို့ပြောလိုက်ကခုန်သွားရင်းနဲ့ပဲမိစ္ဆာရဲ့နာကိုခုန်သွားပြီးတော့သူ့ရဲ့ဓာတ်ကိုဝေးရန်ကခေါင်းအောင်ဖြတ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့မိစ္ဆာကတော့သူ့ရဲ့ကူရီယာကိုတီးခတ်လိုက်ပြီးတော့ရှေ့မှာပဲတကားတစ်ခုကပေါ်လာကအဲဒီနောက်တော့သူမရုတ်တရက်ကြောင်သွားခဲ့ပြီးတော့တကားကြီးနဲ့ပြေးတိုက်ခဲ့ပါတယ်အဲ့ဒီတကားသူမကိုတွန်းချသွားပြီးတော့သူမရဲ့နှာခေါင်းကလည်းသွေးထွက်နေပြီးတော့ရှက်ဖို့ကောင်းလိုက်တာအရန်ကိုရှက်ဖို့ကောင်းတာပဲကိုဟုတ်ကြည့်ဖြစ်ပြီးတော့လှုပ်ရှင်ရတယ်ရှောက်လို့မိနေရလို့ပြောလိုက်ရင်းနဲ့ပဲအီဂိုကတော့သူမကိုကဲလိုက်ကကန်ရိုဂျီဆိုတဲ့စကားနဲ့အတူပဲငါတို့ကရန်သူရဲ့အကြောင်းသိချမသိတရားမလို့စိတ်ကိုအေးထားပြီးတော့ရှင်နားလဲအောင်အရင်လောက်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့သူမကတော့တစ်ဖက်ကိုမျက်နှာလွှဲနေကဟုတ်ကဲ့လို့ပြန်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရက်နေတဲ့နေရာကရုတ်တရက်ဟာလာဟင်းလင်းကြီးဖြစ်သွားပြီးတော့သူတို့နှစ်ယောက်စလုံးကပြင်းပြန်သွားနေပဲပေါ်ခုန်တက်ခဲ့ကြပါတယ်အဲ့ဒီနောက်တော့သူတို့နှစ်ယောက်ခြေချလိုက်တဲ့နေရာနဲ့အကုန်လုံးကအပေါက်တွေဖြစ်ကုန်ပြီးတော့အသေးအသေးရှောင်းတိန်နေခဲ့ရရင်လည်းပဲအဲ့ဒီနောက်မှာတော့ကန်ရိုဂျီကအီဂိုရိုဆန်ဆိုပြီးတော့လှမ်းခေါ်လိုက်ကရုတ်တရက်သူမကလမ်းကြားတော့မဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူရက်နေတဲ့နေရာကရုတ်တရက်ကြီးမြင့်တက်လာကအပေါ်ကနေရာတစ်ခုနဲ့ပြေးရိုက်တဲ့ပုံစံကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူမရဲ့ပါဇက်ကနေလည်းငါကပြပြကြီးနဲ့တရားတော့မှလာလို့မေးလိုက်ပါတယ်အဲ့ဒီနောက်တော့သူ့ရဲ့ဓာတ်ကိုဝေးရန်ကသူ့ရဲ့အောက်ကအကျန်းမြင်ကိုခုတ်ဖြတ်လိုက်ပြီးတော့ရှောင်လာခဲ့ပါတယ်သူမရဲ့ပါဇက်ကနေလည်းငါသိပြီးအဲ့ဒီတော့နေရဒီအဆောက်အဦတွေကိုလိုတလိုရွေ့အောင်လုပ်လို့ရတယ်ပေါ့တော်တော်လေးကိုငါ့ကိုအံ့အားသင့်စေခဲ့ပါတယ်ဒါပေမဲ့အခုငါတိသွားခဲ့ပြီလို့ပြောကထက်ခုန်သွားပြီးတော့ကိုပြင်ဆင်ထားပြီးတော့လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိစ္ဆာကလည်းသူ့ရဲ့တူကြီးကိုတီးခတ်လိုက်ပါတယ်ဒါပေမဲ့လည်းသူမကတော့ငါအကွက်တစ်ကွက်ထဲမှာနှစ်ခါခံမဲ့မိမသားမျိုးမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့ကြားလာတဲ့တကားကြီးကိုအထာကြရှောင်လိုက်ပြီးတော့လှဲခုတ်ဖို့အလုံးမှာပဲနောက်ထပ်အပေါက်တစ်ခုတည်းကိုထပ်ဝင်သွားပြီးတော့သူမရဲ့မျက်နှာမှာလည်းစိတ်ပြက်တဲ့ပုံစံကြီးဖြစ်နေပြီးတော့ဆိုတဲ့အတန်းနဲ့တူပဲသူမဘယ်ရောက်လို့ရောက်တော့မှမသိအောင်ပြုတ်ကျသွားပါတယ်အဲဒီနောက်တော့ကြံနေခဲ့တဲ့မိစ္ဆာရှိကိုသူ့ရဲ့မျက်နှာအနာကိုအဖြူရောင်ကောက်ကွေးရဲ့အရာတစ်ခုကရုတ်တရက်ရောက်ရှိလာပါတယ်အဲဒီနောက်တော့မွေအသက်ရှူခြင်းဒုတိယမြတ်ပုံစံအသေးသားမွေအစိတ်အဆွဲဆိုပြီးပြောလိုက်ပါတယ်တစ်ဖက်မှာမိစ္ဆာကလည်းသူ့ရဲ့တူရီယာကိုတိခတ်လိုက်တာကြောင့်မို့လို့အီဂိုရိုကသူရက်နေတဲ့နေရာကနေပြုတ်ကျသွားတာသူ့သွေးမိစ္ဆာအတက်က အရန်တော့စွမ်းအားကြီးမကြည့်ဘူးဒါပေမဲ့ရှုပ်ထွေးလွန်းတယ်အရန်တော့ထူးဆန်းတာတော့မဟုတ်ဘူးလားတော်တော်လေးကိုစိတ်နှောက်ယှက်ဖြစ်စေရဲ့ဒီလိုတိုက်ကွက်တွေကပဲငါ့ကိုစိတ်ကတိကအောက်ဖြစ်တာလို့သူကအောက်ကျသွားတဲ့အချိန်ထိပြောနေပါတော့တယ်အဲဒီနောက်ကန်ရိုဂျီကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူမရဲ့လက်ကအစွန်းတစ်ခုခုကိုကင်ထားရင်းနဲ့ပဲငါလွင့်သွားတာအဝေးကြီးကိုရောက်သွားပြီးဂါးဆိုပြီးတော့စိတ်ညစ်နေတဲ့အတန်ကြီးနဲ့ပြောလိုက်ပါတော့တယ်နောက်ထပ်စာမျက်နှာတစ်ခုမှာတော့တိုကီနဲ့ဖုန်းကြီးမြက်ကန်သူတို့နှစ်ယောက်ကကြီးကန်းလမ်းပြရဲ့နောက်ကိုပြေးသွားနေပြီးတော့မြက်ကန်ရဲ့ပါဇက်ကနေလည်းမူဆန်နဲ့နီးလာပြီမို့လို့တတိလက်လွတ်မဖြစ်စင်တယ်လို့ပြောလိုက်ပါတယ်တိုကီကဟုတ်ကဲ့လို့ပြန်ပြောက wish ဆိုရဲလင်းမြန်တဲ့အတန်တစ်ခုနဲ့အတူပဲရုတ်တရက်လှည့်ပြီးတော့တိုကီလို့အော်ခေါ်လိုက်ပါတယ်သူလှည့်ကြည့်လိုက်တဲ့အချိန်မှာအဆောက်အအုံတစ်ခုကတိုကီကိုပြေးတိုက်သွားပြီးတော့မြက်ကန်ဖုန်းကြီးကထိထိလက်နဲ့ပဲတိုကီဆိုပြီးတော့အော်လိုက်ပြီးတော့သူကတော့ကျွန်တော်ကိုစိတ်မပူပါနဲ့အဆင်ပြေစစ်သက်သွားလိုက်တယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့အဆောက်
ဦးရဲ့အစုံအထိတွန်းပို့ခြင်းခံလိုက်ရတဲ့နေရာတစ်ခုကိုရောက်သွားပြီးတော့ဘာမှမဖြစ်ဘူးလို့ပြောခဲ့ပေမဲ့သူ့ရဲ့မျက်လုံးမှာနာကျင်နေတဲ့ပုံရိပ်များကိုမြင်တွေ့ရမှာဖြစ်ပါတယ်ထိုကီရဲ့အရှိမမိစ္ဆာတကောင်အောင်မြင်တွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့ပါဇက်ကနေမိစ္ဆာနဲ့ရင်သူမင်းရောက်လာပြီလားလို့ပြောလိုက်ပါတယ်သူ့ရဲ့ပါဇက်ကနေဆိုတော့အဲ့ဒီနောက်မိစ္ဆာကထိတ်လန့်သွားပြီးတော့မင်းကငါနဲ့တိသားတော်ဆက်ပုံမဲ့အဲ့ဒီနောက်တိုကီရဲ့မျက်လုံးမှာထိတ်လန့်အံ့ဩမှုနဲ့အတူပဲအထက်အဆင့်ဖြစ်ဆိုရဲသူ့ရဲ့စိတ်ထဲကစကားတန်ကိုကျွန်တော်တို့ကမြင်တွေ့အောင်ဖြစ်ပြီးတော့အတန်မာဆုံးမှာဆိုရဲမိစ္ဆာပေါ်ထွက်လာခဲ့ပြီဆိုရဲစာရန်နဲ့အတူပဲဒီမှာနဲ့ chapter 164ကိုအန်ထားပါတယ်နောက် chapter ခုနဲ့ဒီနောက်နေ့မှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ဆရာပြိုးပါ